အားလုံးမင်္ဂလာပါဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာကတော့ homeostasis ပေါ့နော်ဆိုတော့ homeostasis ဆိုတာကကြတော့ဒီမှာ maintaining internal balance ပေါ့ internal balance ဆိုတာကတော့ခန္ဓာကိုယ်ပြင်ပမှာဘလို့ရောင်းရတွေပဲဖြစ်နေပါစေခန္ဓာကိုယ်ရဲ့အတွင်းထဲမှာဆိုလို့ရှိရင်ရှိနေတဲ့အခြေအနေတွေပေါ့ခန္ဓာကိုယ်ရဲ့အတွင်းထဲကအခြေအနေတွေအကုန်လုံးကိုတည်ငြိမ်အောင်ထိန်းညှိပေးနိုင်တဲ့စွမ်းရည်ကိုခေါ်ပါတယ်ဒါကို homeostasis လို့ခေါ်ပါတယ်ဆိုတော့ဒီ anatomy နဲ့ physiology မှာဆိုလို့ရှိရင်တကယ်ကိုမှအရေးကြီးတဲ့အစိတ်အပိုင်းဖြစ်ပြီးတော့ねမှာကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ဒီခန္ဓာကိုယ်ထဲမှာရှိတဲ့ cell တွေเนาะသူတို့လောက်ရမယ့်အလုပ်ကိုဒီ homeostasis ပေါ့เนาะဒီမျှခြေမှာဒီ balance မှာထိန်းနိုင်အောင်လို့မလို့သူတို့ကအလုပ်တွေလုပ်နေကြရတဲ့တာဝန်အတိအကျရှိရပေါ့ဆိုတော့အဲ့လိုမျိုးလုပ်နိုင်ဖို့လည်းပဲဒီ homeostasis ကနေပြောနေမှာလှုပ်ဆောင်ပေးရပေါ့နော်ဆိုတော့ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီလိုမျိုးပေါ့နော်ကိုယ့်ရဲ့ခန္ဓာကိုယ်ကဒီ homeostasis ကပြက်ပြားသွားတယ်ဆိုလို့ရှိရင်လူတယောက်ကနေမကောင်းဖြစ်လာမယ်နေမကောင်းဖြစ်လာပြီးတော့ねမှာနောက်ဆုံးမှာတည်ဆုံးတဲ့အဓိကအကြောင်းရင်းပေါ့နော်ဆိုတော့နမူနာတစ်ခုအနေနဲ့ဆိုလို့ရှိရင်ဒီမှာသွေးတွေအများကြီးထွက်သွားတယ်။ဒဏ်ရာတစ်ခုရတဲ့အတွက်ကြောင့်မလို့သွေးတွေအများကြီးထွက်သွားတယ်။ဆိုတော့ဒီသွေးတွေအများကြီးထွက်သွားတဲ့ဥစ္စာဟာဆိုလို့ရှိရင်သူကတေဆုံးရတဲ့အကြောင်းရင်းတော့မဟုတ်။ဒါပေမဲ့လို့အဲ့ဒီသွေးတွေဆုံးရှုံးလိုက်ရတဲ့အတွက်ကြောင့်မလို့ပြင်ပြီးတော့မှဖြည့်ပေးမယ်။ homeostasis ဆိုတဲ့ process မရှိဘူးဆိုလို့ရှိရင်သူကတေဆုံးသွားနိုင်တာဖြစ်တာပေါ့နော်။ဆိုတော့အခါကျတော့ဒီလိုမျိုးခန္ဓာကိုယ်ရဲ့အတွင်းထဲမှာဒီ internal balance ပေါ့အဲ့ဒါတွေကပြတ်သွားပြီးတော့မှဒီခန္ဓာကိုယ်ထဲမှာရှိတဲ့ energy ကိုဆက်ပြီးတော့မှထိန်းနိုင်စွမ်းမရှိတဲ့အတွက်ကြောင့်မို့လို့တည်ဆုံးသွားရတာဖြစ်ပါတယ်ဆိုတော့ဒါကြောင့်မို့လို့ဒီ homeostasis ဆိုတာကကြတော့ကိုယ့်ရဲ့ခန္ဓာကိုယ်အသက်ရှင်ပြီးတော့ねမှာဒီမျိုးကောင်းမွန်စွာဆက်ပြီးတော့ねမှာအလုံးလုံးပေးနိုင်မှုတက်ဆိုလို့ရှိရင်တကယ်လို့မှာအရေးပါတဲ့အခြေခံအကျဆုံးစနစ်လို့လည်းပြောလို့ရတယ်ပေါ့နော်ဆိုတော့နမူနာနဲ့ဆိုလို့ရှိရင်တော့ဘယ်လိုဟာမျိုးလဲဆိုလို့ရှိရင်တော့ acid ပေါ့နော်ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာဆိုလို့ရှိရင်တော့ blood pH level ရှိတယ်ဆိုတော့ pH level ကမြင့်လွန်းသွားတယ်ဆိုလို့ရှိရင်တော့ဒီမှာ alkaline ဖြစ်သွားမယ်ဒါမှမဟုတ်လို့ရှိရင်တော့နည်းသွားပြီဆိုလို့ရှိရင်တော့ acidic ပေါ့သူက range တစ်ခုထဲမှာထိန်းပေးထားတဲ့စနစ်တစ်ခုဖြစ်ပါတယ်လို့နောက်တစ်ခုကတော့ဒီ blood glucose ပေါ့နော် blood glucose ဆိုလို့ရှိရင်လေဒီမှာဒီ blood glucose ရဲ့ဒီ range ကနေပြီးမှဒီ range အတွင်းနောက်တစ်ခုကဒီ body temperature ဆိုလို့ရှိရင်ဒီ range ကနေဒီ range အတွင်းဒီ range တစ်ခုအတွင်းမှာသူက set point အနေနဲ့သတ်မှတ်ပြီးတော့မှထိန်းပေးထားတဲ့အခြေအနေကိုပြောတာဖြစ်ပါတယ်လို့ဆိုတော့နမူနာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ခန္ဓာကိုယ်မှာဒီ body temperature ပေါ့နော်ဆိုတော့ဒီမှာ sensor ဆိုတာရှိရယ် sensor ဆိုတဲ့နေရာမှာနေပူရထားလိုက်ပါတော့ဆိုတော့နေပူရဆိုလို့ရှိရင်ဒါက external environment ပေါ့ဆိုတော့ပြင်ပကနေပြီးတော့ねမှာဒီပြင်ပဒီပတ်ဝန်းကျင်ကနေပြီးတော့ねမှာတအားကိုမှဒီရာသီဥတုရဲ့ temperature ကတအားကိုမှပူလာပြီပူလာတယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ကနေပြီးတော့ねမှာဒီ imbalance ပေါ့တအားပူလာတယ်ဆိုတဲ့ဥစ္စာကို तू ကတတိထားမိရယ်ဆိုတော့တတိထားမိရဲ့အတွက်ကြောင့်မို့လို့အဲ့ဒီကနေပြီးတော့ねမှာဒီ control center ကိုသွားတယ်ပေါ့နော်ဆိုတော့ဒီ control center ကိုသွားတယ်ဆိုလို့ရှိရင်တော့ဒီနေရာမှာ receptor တွေဆိုတာရှိရယ် receptor တွေဆိုတာတော့ခန္ဓာကိုယ်ရဲ့cell တွေမှာပေါ့နော် receptor ဆိုတာအတိအကျရှိကြတယ်ဆိုတော့ဒီ receptor ကနေပြီးတော့ねမှာဒီ control center ကိုသွားတယ် control center ကိုသွားပြီးတော့ねမှာဒီ control center ထဲမှာဒီအပြင်ဘက်ဒီ temperature ဘယ်လိုဖြစ်နေရလဲဒါကဘာလဲဆိုပြီးတော့ねမှာသူ့ဘာသာသူ information တွေကို process လုပ်တယ်ဆိုတော့ဒီ process လုပ်ပြီးတော့ねမှာဒီမှာ effector ဆိုတာကကြတော့ပြန်ပြီးတော့ねမှာ response ဆိုတာထုတ်လုပ်တာပေါ့နော်ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ဆိုတော့အဲ့ဒါတွေကိုဘယ်သူကနေလုပ်လဲဆိုလို့ရှိရင်တော့ဘယ်သူကနေသိလဲဆိုလို့ရှိရင်တော့ brain ထဲမှာရှိတဲ့hypothalamus ကနေပြီးတော့ねမှာလုပ်တယ်ပေါ့နော်ဆိုတော့ဒီhypothalamus ကနေပြီးတော့ねမှာ temperature တွေကိုထိန်းပြီးတယ်ဆိုတော့ဘယ်လိုမျိုးလဲဆိုလို့ရှိရင်တော့အပြင်မှာက temperature တော့တအားကိုမှပူနေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ခန္ဓာကိုယ်ထဲမှာရှိတဲ့ဒီခန္ဓာကိုယ်ရဲ့အပူချိန်နဲ့လိုက်ပြီးတော့ねမှာညှိဖို့လိုအပ်နေပြီတအားပူလာပြီဆိုလို့ရှိရင်ခန္ဓာကိုယ်ကနေပြီးတော့ねမှာဒီမှာ combustion system နဲ့အငွေ့ပြန်သွားဖို့လိုတယ်ဆိုတော့လုံမျိုးတွေဆိုလို့ရှိရင်အဲ့လိုမျိုးအငွေ့ပြန်ခြင်းနီးအားဖြင့် temperature ကို short ချဖို့လိုတယ်ပေါ့အဲ့လိုမျိုး short ချဖို့ဆိုလို့ရှိရင်ခန္ဓာကိုယ်ထဲကနေပြီးတော့ねမှာချွေးတွေထွက်သွားအောင်လို့မို့လို့သူကနေပြီးတော့ねမှာလှုပ်ပေးရပါတော့အဲ့လိုမျိုးလှုပ်ပေးခြင်းအားဖြင့်ဒီခန္ဓာကိုယ်ကနေပြီးတော့ねမှာအပူတွေကဒီအငွေ့ပြန်တဲ့စနစ်နဲ့ရော့သွားတာပေါ့နော်ဆိုတော့အဲ့တော့ခါကျတော့သူကပြန်ပြောနေမှာ restore balance ဆိုပြောနေမှာဒီခန္ဓာကိုယ်ရဲ့ homeostasis ကိုပြန်ပြောနေမှာထိန်းပေးတာမျိုးဖြစ်ပါတယ်လို့
ဆိုတော့ဒါကိုဘယ်လိုမျိုးခေါ်လဲဆိုလို့ရှိရင် negative feedback loop လို့ခေါ်ပါတယ်ဆိုတော့ဒီ negative feedback loop ဆိုတာကကြဘာကိုပြောရလဲဆိုလို့ရှိရင်တော့ခုနလိုမျိုး temperature တွေကတအားကိုတက်လာပြီးတက်လာရဲဆိုလို့ရှိရင်ဒီ hypothalamus ကနေပြောနေမှာဒီခန္ဓာကိုယ်ရဲ့အပူချိန်ကိုထိန်းညှိပေးဖို့အတွက် counter act ဆိုတာပြန်ပြီးတော့နေမှာ response လုပ်တာဆိုတော့တအားမြင့်နေတဲ့ temperature ကိုပြန်ပြီးလျှော့ချဖို့အတွက်လုပ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါကို negative feedback လို့ခေါ်ပါတယ်ဆိုတော့ negative feedback loop လို့ခေါ်တယ်ပေါ့နော်သူကဆက်သွင်းနေမှာလေနေတဲ့အတွက်ကြောင့်မို့လို့ဆိုတော့နောက်ထပ်ဘာရှိသေးလဲဆိုလို့ရှိရင် positive feedback loop ဆိုတာရှိသေးတယ်ဆိုတော့နမူနာရင်းနဲ့ဆိုလို့ရှိရင်တော့ဒီမှာကလေးအမေကနေပြောနေမှာကလေးလေးမွေးမယ်ဆိုလို့ရှိရင်ကလေးတယောက်မွေးမယ်ဆိုလို့ရှိရင်ကလေးရဲ့ဒီ capillary ဒီဥခေါင်းပေါ့နော်ဥခေါင်းကနေပြောနေမှာဒီ vagina ကနေပြောနေမှာတိုးထွက်လာတာပေါ့ဆိုတော့ဒီလိုမျိုးတိုးထွက်လာတယ်ဆိုလို့ရှိရင်နောက်တစ်ခုအနေနဲ့ဆိုလို့ရှိရင်ဒီ vagina မှာရှိတဲ့ဒီ receptor တွေပေါ့နော်ခုနပြောခဲ့တဲ့ receptor တွေကနေပြောနေမှာဒီ stretch ကဘာဖြစ်တာလဲဆိုပြောနေမှာသူက stimulus ပေါ့သွားပြောနေမှာဒီ control center ကိုသွားပြောနေမှာလှုံ့ဆော်လိုက်တယ်ပေါ့ဆိုတော့လှုံ့ဆော်လိုက်တဲ့အတွက်ကြောင့်မို့လို့ဒီကနေပြောနေမှာဒီ brain ကနေပြောနေမှာဒီ hypothalamus ကနေပြောနေငါဒီရပေါ့နော်ဒီရ stretch ကဘာလဲပေါ့နော်ဘာလို့ပို့လို့နေရဆိုကလေးကိုအဲ့လိုကြတော့တွန်းပြောနေမှာဒီကလေးကိုမွေးထုတ်မှဖြစ်မယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးမွေးထုတ်မှဖြစ်မဲ့အတွက်ကြောင့်မို့လို့ဒီကလေးဒီရဲ့ muscle ပေါ့နော်ဒီ uterus ရဲ့ muscle တွေပြန် contract ဖြစ်မှာပဲကျုံမှာပဲကလေးကိုညှစ်အားပို့ပြီးတော့မှကောင်းမှာပေါ့နော်ဆိုတော့ခါကျတော့ဒီ hypothalamus ဒီ brain ထဲမှာရှိတဲ့ pituitary gland ကနေပြီးတော့နေမှာ oxytocin ဆိုတဲ့ဒီ hormone ပေါ့နော်အဲ့ဒါကိုထုတ်ပေးလိုက်တယ်ထုတ်ပေးလိုက်တဲ့အချိန်မှာအဲ့လိုမျိုးထွက်ရတဲ့ကြောင့်မလို့ uterine contraction ကပို့ပြီးတော့မှတိုးလာတယ်ဆိုတော့ဒီuterus ကနေပြောနေမှာဒီကြွက်သားတွေ muscle တွေကနေပြောနေမှာလုံးဝမှဒီကလေးကိုထွက်သွားအောင်လို့မလို့သူကညှစ်ထုတ်တဲ့ပုံစံမျိုးနဲ့ contract လုပ်တယ်အဲ့လိုမျိုးပို့ပြီးနေမှာ contraction ကြီးများလာလေသူ့ရဲ့ဒီ frequency ကစိတ်လာလေခလေးကတိုးထွက်ရင်းနေမှာပဲမွေးလာလေဆိုတော့ခါကြဒါကိုဘယ်လိုမျိုးပြောလဲဆိုလို့ရှိရင်တော့ positive feedback loop လို့ခေါ်ပါတယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်တော့ contraction တိုးလေဒီ pressure ကများလေ brain မှာသွားပြောနေမှာ brain ကနေပြောနေမှာsignal ကနေပြောနေမှာဒီ oxytocin တွေပို့ပြောနေမှာထုတ်ရမယ်ဆိုတော့ဒီ effector ကနေပြောနေမှာပေါ့နော် response တွေလုပ်တယ်ဆိုတော့ခါကျတော့ပို့ပြောနေမှာ hormone တွေထွက်လေပို့ပြောနေမှာ contraction တွေများလာလေနောက်ဆုံးကျတော့ကလေးလေးကမွေးထွက်သွားပြီပေါ့နော်ဆိုတော့ဒါကိုကျတော့ positive feedback loop လို့ခေါ်ပါတယ်ဆိုတော့ဒီနည်းကတော့homeostasis ဆိုတဲ့အကြောင်းလေးဖြစ်ပါတယ်ဒီ quick summary အနေနဲ့ဆိုလို့ရှိရင်တော့ homeostasis ဆိုတာက maintaining internal balance ကိုပြောတာပါအဲ့တော့ခန္ဓာကိုယ်ရဲ့အတွင်းထဲမှာထိန်းဒီခန္ဓာကိုယ်ရဲ့လှုပ်ဆောင်ချက်စနစ်တွေမျှခြေဖြစ်နေအောင်လို့ထိန်းသိမ်းပြီးရဲ့စနစ်ဖြစ်ပါတယ်ဆိုတော့အဲ့ဒီမှာဆိုလို့ရှိရင်တော့ဒီပေါ့နော်negative feedback loop ဆိုတာဘာဖြစ်တယ် positive feedback loop ကဘာဖြစ်တယ်ဆိုတဲ့ဥစ္စာတွေကိုပြောပြသွားခဲ့ပေါ့နော်ဆိုတော့ဒီနေ့ကတော့ homeostasis အကြောင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့အများကြီးအရှိကြီးတော့မပြောတော့ဘူးဆိုတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်